We are season episode ခဏလေး episode က episode 1 episode 10ပေါ့ episode 10ကျိုးလို့ပါတယ်ဒီနေ့ရဲ့ guest ကတော့ တို့ပါတန်ကြာကိုကျော်စုရဲ့ Rascal ပေါ့ဗျာ Henry ဆိုကျော်ကိုရဲ့ကိုကျော်စုရဲ့ဒီနေ့အားလာပါတာလာပါ random topic ပေါ့ဗျာနော် random topic တွေပြောအခုအတန်နဲ့ကြာအောင်ရှိသေးတယ်တူပြောပြီဘာပြောခုနကကျွန်တော်ပြောနေပါတယ်ဗျာဒီနေ့ဖြစ်တဲ့ကိစ္စကျွန်တော်ဟိုပါလေးကို Donald Trump ဟိုပြောခဲ့ခုနဟိုတင်လာတယ်ဗာလေမရက်ကျော်သူတင်လာတခြားမကြည့်ရသေးဘူးဟိုကနိုင်ငံတကာအစုခံပွဲနော်ဘာကြီးကအကုန်လုံးကဘာဖြစ်လို့ဖြစ်နေမှန်းမသိဘာဆက်လို့လုပ်ကြမှန်းတော့မသိအဲ့လိုအခြေအနေမှာဘာလုပ်ကြမလဲဆိုအဲ့လိုအခြေအနေမှာဘာလုပ်ကြပြောင်းမယ်နေရမှာလားအမို့တွတ်တက်ကြောင်းမယ်နေရမှာလားနော်လူငယ်တွေကျွန်တော်လူရရှိရတော့ဆက်လုပ်နေရမှာပဲလူရရှိရဆက်လုပ်နေရမှာဟိုကျွန်တော်ဟိုအာကာသကိစ္စကြီးဆောင်းဝိုင်းစိတ်ဝင်စားပြီးတော့ဒီအဲ့လိုမျိုးကြိုးသားတကယ်ရှိရလို့ဘာလို့အဲ့လိုဖြစ်ပြီးတော့ကိုယ့်အကူအတွေးတွေလုံးတော့ကျွန်တော်လည်းစဉ်းစားတယ်ငါဘာမှမဟုတ်ပါဗျာတည်ရပါဒါပေမဲ့လည်းအဲ့ဒါကြီးတွေးစိတ်ညစ်ပါလို့မရဘူးကိုလုံးစရာကြီးရဆက်လုပ်နေမှာရဟုတ်တယ် focus ကြီးကတော်တော်များတယ်ဗျာတည် focus ကြီးကျွန်တော်ကြည့်ရလေဒီနေ့အဲ့လို focus ကျွန်တော်အခုမှ focus လုပ်ပြတာက2024အကုန်လောက်မှာဒါပေမဲ့ကျွန်တော်အကောင့်ထဲမှာတချို့လူတွေ focus လုပ်နေရရှိတယ်စောတယ်ဗျာကျွန်တော်ထက်စောတယ်ကျွန်တော်မသိဘူးရှေ့ရောက်ကိုရီးယားသူကြပါတိကြဟုတ်ပါအတိနောက်ကြပါရှေ့ရောက်တဲ့လူရနော်စားသုံးဒါပေမဲ့စားသုံးလို့ရပါတယ်စားသုံးနေစေဒါကြီးကတူးတက်အောင်မှာကြီးပွားအောင်မှာအောင်မြင်အောင်မှာကျွန်တော်ဟိုနေ့ကြည့်တယ်တချင်းတွေအကြောင်းစိတ်ဝင်စားကြည့်ရမယ်တချင်းတွေအကြောင်းပြောတချင်းတွေမှာဟောပါ hip hop ဆိုရင်ဟိုဟာဘယ်လိုပြောမလဲအခုနောက်ပိုင်းပေါ်လာရဲ့အဲ့လိုမထင်ထားပဲဖြစ်လာတဲ့ artist တွေကပုံမိုက်နေလို့ခံစားထင်ထားပဲဖြစ်လာဥပမာ Rick ဆိုကွာအဲ့လို old era သူဟိုဟာဘယ်လိုပြော review တို့အဲ့ reaction တို့ဒါမှမဟုတ် history အကြောင်းတွေအဲ့လိုရှင်းပြတာကွာအဲ့ YouTube မှာ available ရှိ available ဆိုလည်းအခုနောက်ရှင်းနေစပြီးတော့အဲ့လိုအုပ်တွေထွက်လာပြီကွာကုန်မိုက်တယ်ကွာအဲ့လိုအင်္ဂလိပ်လိုဆိုတာလည်းအဲ့လိုကဆောင်းချက်ဟိုကမြန်မာလိုလည်းဆောင်းချက်အဲ့လိုပဲအကြောင်းပြတိဆောက်ပုံနေနဲ့အဲ့လိုဘယ်လိုပြော bounce တွေကဆောင်းအဲ့လိုမိုက်တယ်ကွာဆောက်ဘောအကြောင်းရည်လိုလည်းဖြစ်မနေပြီးတော့ကျွန်တော်ထင်တာကိုကျွန်တော်အဲ့အခုခုနပြောတာ old era တည်းအဲ့ကြောင့်အဲ့ရောတကယ်စာလဲဖတ်တယ်ဗျာဒီကျွန်တော်ထင်တာပေါ့စာလဲဆောင်ဖတ်တယ်ပြီးတော့ဒီလိုမျိုးသူရှင်းပြနိုင်တာသူတော်တော်နော်ခေစီတွင်ကြလေးလာအကြောင်းမလို့အဲ့အကြောင်းလည်းပါမယ်သူတချင်းလုပ်တဲ့အချိန်မှာဒီဟာတွေရဲ့ knowledge တွေနဲ့ပို့ပြီးတော့ကိုမြင်တာဗျာသိရမလားဟောကွာဖြစ်ဟိုဒီဘက်ခေလူငယ်တွေကွာတခြားအဲ့လိုမျိုးတခြား content တွေရှောက်ကြည့်နေမယ်ဆိုတာအဲ့လိုမျိုး content တွေကိုပို့ပြီးတော့ကြည့်ကြတာပိုကောင်းမှာသိရမှာတကယ်လုပ်တဲ့လူလည်းအကျိုးရှိတယ်တကယ် scale ရှိတဲ့လူလည်းသူ့အနေနဲ့သူထိုက်တင်တာကိုခံစားရတယ်ဟိုတကယ်စားသုံးတဲ့လူလည်းအကျိုးရှိစေတယ်သိရမှာဟန်ဒီရဲ့လူလည်းအကျိုးရှိအဲ့လိုဟာလေးပိုဖြစ်စေချင်ဒါပေမဲ့ဖြစ်လာတော့မှာဟုတ်တယ်ဟိုဒီပါပြီးတော့ဗျာပြီးတော့VPN ကိစ္စပဲတည်တယ်ဒီ YouTube တွေလုပ်ပြီးဆိုရင်တော်တော်များအဲ့ OERA brother လည်းထည့်ပြောတယ်သူ VPN နဲ့ခံကြတော်တော်များထည့်ပြောတယ်အခုမြန်မာပြည်မှာလုပ်နေတာအဲ့ပြဿနာရှိYouTube တွေကပွင့်သွားပြီဒါပေမဲ့ကျွန်တော်တို့ကြည့်တဲ့ audience ကျတော့
လူငယ်တွေကပုံများတယ်လူငယ်တွေကများတော်တော်များကြောလေအာယုံနောက်တယ်ဗျာကျွန်တော်တက်တော့အာယုံနောက်တော့ VPN ချိတ်မကြည့်ဘူးအဲ့ကြတော့ကျွန်တော်ဒီလောက်တဲ့လူတွေ channel တွေကပတ်စံရနေတာပေါ့ဗျာအဲ့လိုမျိုးနော်အဲ့တော့ဟုတ်တယ် VPN လေးခံကြည့်တော့အဆင်ပြေတော့ကျွန်တော်ဟာဟောပဲကျွန်တော်ဒီဟာဟော VPN လေးခံကြည့်ပြီးကြည့်ရလူလည်းနည်းနေသေးတယ်ကွာတက်တာဒီဘက်ကိုဒီဟာတွေကိုကြည့်ရမယ့်အရာသာနည်းဟိုလိုနည်းနေသေးတယ်ကွာကြည့်မဲ့လူကြီး market ကြီးကနည်းနေသေးအဲ့လူတစုကဟိုဘက်ကတာဇန်တစုကလည်းဒီဘက်ကိုအဲ့လိုမြင်ပွင့်ပြီးတော့ပြောင်းလာမှာပဲ market ကရွေးကျင်ဟုတ်ပါကျွန်တော်ဘာပြောဝင်လဲမသိဘူးတခုအော်ဒီ focus နားထောင်နေဟာတိတ်အကျွမ်းမဖြစ်သေးဘူးဗျာပြင်မှာပြီးတော့ focus ကလည်းအဓိက Spotify တို့ဘာတို့မှာပဲရတာများတယ်ဆိုတော့ဟိုမြန်မာတွေကတချို့လူတွေကြောလေဒါကြီးကိုပတ်စံကုန်ခံပြီးအကောင့်မဖွင့်တော့ဘူးဗျာပြင်မှာရှင်အစင်ပြေရဲ့ YouTube လောက်ပဲနားထောင်အစင်ပြေ platform တွေမှာပြီးတော့အဲ့ဟိုကျွန်တော်ပြောချင်တာနေပါဦးအော်ဒီ iPhone ကင်တဲ့လူတွေဆိုလဲဗျာ iPhone ဒီဘေးရင်ပါတဲ့ဟိုရှိ application တွေရှိရဗျာအဲ့ထဲမှာဒီ focus ဆိုလို့ရှိရင်လည်းအဲ့မှာ focus free နားထောင်လို့ရရဗျာတင်မအဲ့လိုတော့အဲ့လိုမျိုးပါတယ်အချို့ကြောက်လည်းမသိကြဘူးအဆင်ပြေတဲ့ application တွေမှာသုံးနေကြတော့ဒီကွာအဲ့ကိုတိုင်းမှာပါတယ်ကွာအဲ့ digital ဘောကရတဲ့ business ကိုပို့ပြီးတော့ဟိုဟာလူငယ်တွေအတွက်ဟိုဟာ opportunity ကအဲ့တခုပဲရှိတော့တယ်ကွာတည်ရမှာတခြားဟိုဟာတွေထက်ဟုတ်တယ်ဟို working တွေလောက်တာတွေဘာတွေနိုင်ထက်ဒီကောင်ကလည်းသူကလည်းသူခွင့်လန်းတစ်ခုအနေနဲ့ရှိတယ်ကွာအဲ့တော့တကယ်ဟိုဟာလုပ်တဲ့လူတွေဟိုဟာဖြစ်ဖို့လို့အကျိုးခံစားဖို့လို့ကိုရီးယားပြည်သက်အနေနဲ့ပဲကြည့်တာကိုရီးယားပြည်သက်အနေနဲ့ပဲကြည့်တာအဲ့လိုမျိုးလူကြီးကြောက်လည်းဖြစ်စေချင်ဆောက်တလို့ကြောက်လည်းဆဲနေတာဆောက်တော့မဟုတ်ဘူးအားလုံးတော်သေးရတော့ဆဲရမှာဒါပဲဆောက်တလို့ရတော့ကျွန်တော်အနေနဲ့အများကြီးနေရဘုမဒီကျွန်တော်ဒီနေ့တွေ့ရသေးရဲ့စီရီကဘာလားမသိဘူးအဲ့ဒီ entertainment မေးရဗျာ free sign ပဲတဲ့ free sign ရတဲ့ဝယ်ကြောင်ရေးရတာအဲ့မှာသူရေးတာ free style freeness style နဲ့ကြားမှာ space ကြီးချားတယ်အဲ့တော့ပထမဝင်ပြောမလို့ပဲ free style space မချဘူးဆက်ရေးရတယ်အဲ့ဆိုလို့ရှိရင်အဲ့ free style ဆိုလို့ရှိရင်နောက်ထပ်အဓိပ္ပာယ်ကြီးပြောသွားပြီဟုတ်ဝင်တော့ဝင်ကြီးမှာတော့မရေးတော့ပါဘူးပြောရင်ဟောဆက်ဆရာကြီးလုပ်တယ်ပြေအောင်ပဲလွဲနေကောင်ပြေးလွဲလိုက်တာရတယ်ပဲခုပြခါတရားနေနေထိုင်ရှင်တယ်ရတယ်ဟုတ်အဲ့ပါပဲအေးကြတော့မဟုတ်ဘူးပူလောက်ပြန်လွဲနေတဲ့ကောင်ကိုပေးလွဲလိုက်ကိုတော့မပြောတော့ကျွန်တော်ပြောလိုက်ရင်မှနည်းနည်းပြန်တဲ့လာအောင်ပြီးတော့ကျွန်တော်ပဲရောက်လာမှာဆိုလို့လွဲနေကောင်ကိုတော့လွဲအောင်ပေးလွဲလိုက်တယ်အကြောင်းကပြီးတော့နောက် rapper တယောက်တည်းကြိုက်တယ်နီယိုEvan yes shout out to Neo shout out to Neo ကျွန်တော်လည်းနောက်ပိုင်း Neo ကိုခေါ်မယ်လေးကိုခေါ်မယ် Neo ခေါ်ပြီးတော့နည်းနည်းဘယ်လိုမျိုးလုပ်ဖြစ်လဲပေါ့ပြီးရင်အဲ့ဟို reaction hip hop reaction တွေလုပ်တဲ့ people တူ people with နာမည်ရှိဘူး people with the good genes right PPL ဘာလဲမသိဘူးအဲ့တယောက်လည်းကြိုက်တယ်တော့ရှင်းနေဆိုတဲ့အချိန်မှာဆောင်းအဲ့လိုမထင်သားဘူးကွာတကယ်မှာလူအများကြီးလိုအပ်တယ်အများကြီးပြောရင်ဒီအချိန်မှာဆောင်းတချင်းလိုအပ်အနေချင်းအဲ့လိုစိတ်ထွက်ပေါက်ခဲ့တယ်အခုလည်းတချင်းနေအများကြီးနားထောင်နေတယ်အခုရောအဲ့လိုတချင်းဆိုပြလို့ရှိရင်ဘယ်လိုပုံမျိုးဆိုပြမလဲပြီး MTV ပါရိုက်ရင်ဘယ်လိုမျိုးရိုက်ပြမလဲအဲ့လိုစိတ်ကူးယုံလားကျွန်တော်စိတ်ကူးယုံအခုစိတ်ကူးယုံလားဆိုပြအဲ့လိုပါခါမှတော့စိတ်ကူးမြင်ဘူးတရှင်းဆိုဖို့တကားပါဘူးငယ်တော့အစိတ်ကူးရင်ဘူးလား rocker ကြီးဆိုကြတာ rocker တဲ့ပါအဲ့လို melody rocker တွေဆိုကြတာပါဒါပေမဲ့နည်းနည်းလေးလဲဆိုမဆိုကြတော့ဆိုမဆိုပြပတ်လို့ဒါပေမဲ့ခံစားရတဲ့အပိုင်းကိုစောင်းအောင်ကြိုက်လူအဲ့လုပ်ချင်တဲ့အပိုင်းအဲ့ခံစားရအရာတိုင်းကိုလက်ခံစားရတာကိုစောင်းအောင်ကြိုက်တယ်ပါအဲ့ဒါကိုလုပ်တစ်ခုအနေနဲ့လုပ်ရရင်ပို့ပြီးတော့ဟိုအဖြစ်မှာတည်းဟုတ်တယ်
အရာတိုင်းကတော့အလုပ်ရှိတယ်ကွာအလုပ်လူမျိုးလုပ်လိုက်ရင်ခေါတော့အကျိုးရှိတယ်ကိုယ်နိုင်ငံမှာစောက်တလေးခြားထဲမှာဟိုဖြစ်လာတော့တိုးလာဘာမှမဖြစ်ဟုတ်တယ်ကိုလိုအကိုကတခြားကြောင် topic ဟိုတစ်တော်အကြောင်းလေးပြောကြမယ်တစ်တော်အခုကျွန်တော်လေးတစ်တော်တင်နေဗျာဒါပေမဲ့အခုဒီအဲ့လို follower တွေဘာရမရသေးဘူးသိလားတစ်တော်ကတိုက်ရဟိုကနေဆိုင်နေပြီနင်းဥပမာမင်းတွဲလိုက်မင်းအခုဘာနဲ့မှမင်း connect မလုပ်ထားဟုတ်တယ်နော်ဒီတိုင်းပဲ app ကိုပါအဲ့တော့မင်းဒီ region တွေကဟာပဲဒီ region တွေကလူတွေရှိပဲရောက်တော့အဲ့ထဲမှာမြန်မာတွေလည်းရှိအဲ့လိုရှိလို့တခြားယူရီးယားလည်းရှိမင်းငါအခုတင်တာကွာအဲ့လိုစမ်းကြည့်တာအဲ့ယူရီးယားတစ်ချင်းတင်ပို့ပြီးတော့ဟိုကများတယ် response များဟော yes မြန်မာတွေဆိုရင်အဲ့လိုမြန်မာအတိုင်းဝိုင်းရှိရဲ့နေရဥပမာမြန်မာနေရများတဲ့ရက်ကွက်ကနေပြီးတော့တင်လိုက်ရင်မြန်မာအကြည့်များရဲ့အဲ့ချိန်အဲ့လိုမျိုးနည်းနည်းခံစားမိယူရီးယားဖြစ်နေယူရီးယားတစ်ချင်းတင်တော့ကွာဟွာဖြစ်တယ်ကွာတင်မှာသူတို့ခံစားမှုပိုထိရပါကွာဒီမှာကိုရီးယားတင်လိုက်လို့ဒီကောင်တွေဘာဖြစ်ကြလဲရစားပဲတော့ပြတယ်ဒါလည်းစကြည့်တယ်တော်ဟွာဖြစ်တယ်ဟုတ်တယ်တော်အခုနောက်ပိုင်းကိုပုံနေတယ်ဒီကောင်ပုံနေလည်းတင်လို့ရတယ်နော်ဟုတ်တယ်ပုံနေလည်းတင်လို့ရတယ်ဟိုတော်ဘယ်လိုတော့ရမှာတော်ကကျွန်တော်တို့ကဒီအဲ့လိုမျိုးဟိုလိုမျိုးဖြစ်မနေInstagram လိုဖြစ်မနေဘူးဗျာဒီလား Instagram သူ့ရတယ်သူကအထားသူကဘာညာကွတ်တီပဲပြီးရင်သူများကောက်နေဝင်ကြည့်ရင်တော့မိုက်တယ်ဗျာသိရမှာသူများကောက်နေဝင်ကြည့်ကိုကောက်နေဝင်ကြည့်မိုက်တယ်လို့ပဲတစ်တော်ကြီးကြတော့အဲ့လိုမျိုးတော်မှာလည်းsetting တော်စုံနေပြီတော်စုံနေဗီဒီယိုအသေးစိတ်ကစားအဲ့လို editor တွေပါအဲ့လိုစုံနေကွာစုံနေလို့ပြောလို့ရတယ်တစ်တော်ထွက်တာကိုဘယ်နှစ်လောက်ရှိပြီလဲမသိဘူးနော်တစ်တော်ထွက်တာအဲ့ဒါတော့တေချာတော့မသိတချို့မြန်မာတွေတုံးတာရှိရတချို့အဲ့လိုလေနယ်ဘက်ကရန်ကုန်မဟုတ်တဲ့တခြားနေရာလူတွေဗျတစ်တော်ကောင်းလည်းပဲတုံးတယ်အဲ့လိုမျိုးသူတို့ခုနှစ်တွေကတော်တော်ကြာ2010မတိုင်အဲ့လိုမျိုးတွေပါတွေအကောင့်ဝင်လာအဲ့လိုကျွတ်စင်ကြီးကျွန်တော်တို့တော့အဲ့တော့တိအောင်မတိပဲတစ်တော်ရတယ်တချို့တွေ viral ထဖြစ်သွားပြီးတော့ဟိုကျိုးခံစားခွင့်ရပြီးတော့မှဒါကဒီလိုမျိုးရှားကောင်းမြန်သိပါလားဆိုပြီးတော့ဖြစ်သွားတဲ့လူတွေလည်းအများကြီးပဲပါအမှန်ကန်ဒါတွေကပြည့်ပါဟိုလိုအများကြီးအလုပ်နေနဲ့အများကြီးဖန်တီးလို့ကောင်းတဲ့ platform တွေကွာအဲ့ဒါကြီးဟိုစီရလူတွေကကောင်း content နေနဲ့ကောင်းချပြဖို့ပဲလုပ်ဟုတ်တယ်ထိုင်းထိုင်းနဲ့တပြုတ်ကြီးအဲ့ပေါ့ဟုတ်တယ်ထိုင်းမှာဆိုလေဒီဟိုဟာနဲ့ပတ်သက်တဲ့တစ်တော်နဲ့ပတ်သက်တဲ့အလုပ်တွေရှိရတယ်ပေါ့အဲ့လိုတစ်တော်ထဲမှာလည်းပါတယ်ဟုတ်လားတစ်တော်ထဲမှာလည်းတစ်တော် market place လို့တစ်တော် shop ဘာပဲလို့ရောက်ပြီးစုံစမ်းစီတာကလည်းခုကကလိတွေတော့ပဲရှိသေးမင်းကပေါ့ monetization ပွင့်သွားရင်လားမသိအဲ့လိုတစ်တော် shop တို့ဘာဟုတ်မှာအဲ့လိုစိုင်နေရှိတယ်ကွာအဲ့ကနေပြီးတော့မျိုးစပွန်ဆာပေးမှလားပါအဲ့လိုမျိုး high ပါကျွတ်စေအဲ့ platform ကကျန်ဟုတ်တယ်တခါတလေတစ်တော်တွေကပစ္စည်းတွေ free တွေပါတယ်လေတချို့ရကြရဲ့ဘူးအဲ့တစ်တော် shop ကနောက်ပိုင်းခံစားမိတာလုံးဝပေါ်လာတဲ့ application တွေပြောလာပေါ်လာတဲ့ဟို technology အားလုံးကိုနောက်ကျမကြံခဲ့ဘူးပဲလေ့လာအခုတော့တော်တော်လိုက်မမိပါဘူးတချို့ဟာဟုတ်တယ်ဆောင်းကိုလိုလူငယ်တောင်လိုက်မမိရရရှိတယ်သူ professional career မဟုတ်ဟုတ်တယ်လူကြီးဆိုပို့ဆိုးတယ်ဒါပေမဲ့အဲ့ဒါလေ career လမ်းကြောင်းအနေနဲ့တောင်ဖန်တီးလို့ကောင်းတဲ့ platform ဖြစ်နေပေါ့ဆိုတော့အဲ့ဒါကိုလေနော်ငါတို့ပို့ပြီးတော့အာယုံစိုက်ပြီးတော့စဉ်းစားဖို့လို့ဟုတ်တယ်မင်းကတိတိကျကျစဉ်းစားကြည့်ရင်ကအခုပေါ်လာတဲ့မြန်မာနိုင်ငံကနေပြီးပေါ်လာရဲဆိုတဲ့အရာအလုံးကဒါငါတို့ region နဲ့ကြည့်ရင်တိတ်ဘာမှမဟုတ်သေးဘူးတကယ်သူများနိုင်ငံမှာသူများ region နဲ့ကြည့်ရင်အဲ့လိုမျိုးတာဆန်တွေကလည်းပြောလိုက်ကြည့်သူကလည်းသူကြည့်နေတာပေါ်လာတယ်ဆိုတော့ဒါကြီးကလူတိုင်းမှာအဲ့လို business knowledge လည်းရှိလို့အဲ့လိုအများကြီးရှိနေမှအဲ့လိုအများကြီးထပ်ပေါ်လာဖို့လိုသေးတယ်ပါအခုပေါ်လာရဲဆိုတော့เนาะတိတ်တိတ်လေးပဲရှိသေးတယ်စဉ်းစားကြည့်ဟုတ်ပါ
ဆိုတော့အခုမှလုံးမယ်ဆိုတဲ့လူတွေလည်းဘာမှနောက်မကြသေးဘူးဒီယားတော့အတိနောက်မကြသေးဘူးကွာဟုတ်တယ်စားပါဒီတော့လုံးစတန်းလို့ရှိရင်လည်းဟိုကလုံးလိုက်လို့ရတယ်လေဗါလဲဖြတ်လိုက်လို့ရတယ်အဲ့ဒီလိုလို့ရအဲ့ဒီလိုလို့ရအခုဂျပန်ဘူနားတော့ဂျပန်နေတဲ့နားထောင်ဂျပန်နေတဲ့နားထောင်ဒိဗေကနားမလဲပြီးမဲ့တယ်ခံစားလို့ရဟုတ်တယ်ကျွန်တော်ဒီအချိန်မှာစိတ်ပန်းပြည်နေတာအားရဗျဘလို့ပေါ့ရုပ်ရှင်ဖြစ်ဖြစ်တခြင်းဖြစ်ဖြစ်ဟုတ်တယ်ငါလည်းအပူပြီးတော့အားတာအဲ့လိုမျိုးပူပြီးတော့ကျွန်တော်ဘာလဲဆိုပါကောနဲ့တခုအားကြီးပဲတဲ့မှာပြောထည့်ပြောလို့ရဆိုရင်ကျွန်တော် YouTube ကမြန်မာကားတွေပါဖွင့်လာပြီးကြည့်တယ်မြန်မာကားတွေပါမဟုတ်ရင်အဲ့လိုဘာကားစောက်ပေါက်တွေပြတီးလာအဲ့လိုစောက်ပေါက်တွေကြည့်ပြီးတော့ဒီကားလေးဘာမှမဟုတ်ကြည့်ပြီးတော့ခွေရတယ်ကြိုးခိုင်းတယ်ဒီမှာရီရတာပဲကြည့်တယ်ဟုတ်တယ်ကျွန်တော်ကားငါလည်းကြည့်တယ်ပြီးရင်ကျွန်တော် Running Man ပြော Running Man ကျွန်တော်အခုပြောလို့ခုနက Running Man ကျွန်တော်ကြည့်နေအပိုင်း310ကနေပြန်ကြည့်ရရောဆိုအဲ့200 300ဆောင်းရည်ရ310ကနေကျွန်တော်ပြန်ကြည့်နေဒီရှိုးဒီမှာဆိုလိုက် Running Man ဆောင်းမိုက်နေတော့အဲ့ဒါဘာမှမသိသေးဘူးအဲ့လိုငါမှဝမ်းခွဲရလုံးဝ K-pop fan ငါမှဝမ်းခွဲနဲ့သူ့မောင်နဲ့ငါညီဝမ်းခွဲလုံးဝပဲတနေ့ကိုထိုင်ကြည့်အချောင်းလေးလေအဲ့ဒါပဲကြည့်အမတို့ကြည့်လို့လိုက်ကြည့်ရင်းနဲ့အမအဲ့အစီအစဉ်ဘာလဲဆိုတော့အမသိဆောက်ရဲမိုက်တယ်ဟုတ်တယ်အကိုတို့ကြည့်တော့ဆိုဟိုကမလဲရှိသေးရမလား original ခွေဟုတ်တယ်ဟာငါမှသိခွဲတာK-pop fan တွေရတယ်ပြင်စောင်းကြံနေတကယ်အားပေးရအားမပေးရင်လည်းအားမပေးရင်လည်းတဲ့ပဲကိုအားမပေးတဲ့တဲ့ပဲအားမပေးတော့တဲ့ပဲအားမပေးစောင်းကြံဒီနေ့ခေတ်ကြီးမှာမင်းဘာများလိုအပ်လဲမင်းတော့ဥပမာကွာဥပမာမင်းကအချိုရည်ကြိုက်တဲ့လူဆိုရင်အချိုရည်ကောင်းတာတွေများထွက်ဖို့လိုအပ်လားမင်းကစီးပွားရေးပညာရှင်ဆိုရင်စီးပွားရေးဝါသနာပါတဲ့လူဆိုရင်အဲ့လို opportunity တွေအများကြီးထွက်ဖို့မင်းတို့ဘာများလိုအပ်လဲတည်အခုရောကြည့်လူကြီးကအကြောင်းညာကွာကိုစိတ်ဝင်စားတဲ့အကြောင်းညာဘာများလိုအပ်တခါကျရင်ငါဘာလို့မေးရတယ်ဆို YouTube မှာတခါကျရင်ကိုကြည့်ရဲ့ဟာကုန်သွားဟုတ်စေအားရအကုန်လုံးကြည့်ပြီးသားနေတယ်အဲ့လိုအစ်ဆောင်းမထွက်ဘူးဖြစ်နေပါတယ်တခါကျရင်ကြည့်တာရေးဆောင်းများပြီဘယ်လိုမျိုးကြီးကျွန်တော်ပို့ထွက်စီခြင်းလဲဆိုBY နေလည်းများထွက်စီခြင်းတယ်ပြီးတော့ကဘာမျိုးအကျိုးပြုမဲ့လူတွေဗျာဒါကို recycle သမားတွေဖြစ်ဖြစ်အခုဆိုကျွန်တော် thrift သမားတွေတို့ vintage သမားတွေဆိုတို့ဆိုတာတင်လာကို vintage market မှာဆိုလို့ရှိရင်ဗျာအခုတွေ့တယ်မလားဟုတ်ပစ္စည်းမျိုးစုံပဲဗျာဟိုငယ်2008ကတန်တစ်တာဘုံလေးဖြစ်ပါညာဗျာဒါလည်းတက်မှာသူသုံးနေတဲ့ဟာသူ့စီမှာအဆင်မပြေတော့ဘူးတခြားလူစီမှာအဆင်ပြေကောင်းပြေတယ်ဗျာအကြောင်းသူကပြန်ရောင်းတာဆိုတော့ဒါဆိုလည်းဒါတနည်းအားဖြင့်ကျွန်တော် recycle ပဲဗျာအဲ့လိုမျိုးပေါ့အဲ့လိုလူမျိုးတွေပေါ့နော် vintage သမားတွေအဓိကတော့ကျွန်တော်ကဘာကြီးကိုကာကွယ်ရမယ်ဗျာကာကွယ်ရမယ်ဆိုတော့ကဘာကိုအာယုံမနောက်တဲ့ကောင်တွေတက်မပေါ်လာဘူးပဲအရေးကြီးတယ်ဒီတော့ဒီအချိန်မှာအကုန်လုံးအဲ့ဒါပဲမျောတင်းကြဒုက္ခပြီးတဲ့ကောင်တွေပဲတွေ့နေရဟုတ်ပါဟုတ်တယ်အဲ့ season တွေကြည့်တယ်ကြည့်နေစိတ်ကြည့်နေငါဒီအချိန်မှာအဲ့လိုသတင်းတွေထက်အဲ့လိုမြန်မာ Reddit ချင်းတွေအစ်စ်တွေထွက်ရင်ပျော်တယ်ပေါ့ပူပျော်ရဲ့ခံစားချက်ကိုရဟိုမှာခုနလိုမျိုးအဲ့လိုမိုက်တဲ့ကောင်တွေပေါ်လာတယ်ဟာကြီးဆောင်းမိုက်တယ်ငါတို့အဲ့လိုခံစားဖို့ထက်ရပြီပေါ့ကွာအရင်ကိုကြိုက်တဲ့ဟာရတယ်အဲ့လိုအများကြီးထပ်မထုတ်ကြဘူးပြောရရင်အဲ့လိုထုတ်တဲ့လူအများကြီးလို့ဒါပေမဲ့ကောင်းတဲ့ကောင်ထုတ်တာဆိုစောက်ပေါ်မန်းလေးစေကောင်တွေတော့မဟုတ်ဘူးကဲကောင်းတဲ့ကောင်တွေအဲ့လိုအများကြီးဟုတ်တယ်မျောလင့်တာထုတ်ကြပါ
ဟုတ်တယ်rec ကလည်းဗျ rec ကလည်းကျွန်တော်တည်သလားဆိုဗျာပုံစံတွေကအများကြီးရွေးသေးမှာဟုတ်တယ်သူက rap ဆိုတာဒီ style နေပေါ့ဗျာတချင်းဆိုပေါက်လေးပြီးရင် music မျိုးစားတွေဗျာတည်မှာအဲ့လိုမျိုးဆိုအများကြီးပဲဆိုတော့လောက်ရတော့ခက်လဲခက်ပါတယ်တို့အနေနဲ့ကြည့်ရင်လည်းဟုတ်တယ်အခုဘာကျင်းတာလဲလူကိုရီတောင်စိတ်နေနေတို့လေကိုတောင်ဟောဖြစ်ဖိုက်ပြောက်ဟုတ်ပါမူပြောက်ဘာကျင်းနေတာတော့ဗျမချင်းနှထောင်နေအဲ့မြန်မာဆိုအပေါ်လာရဲ့နောက်ခါရဲ့နားထောင်ဘုဒ္ဓနေရဆိုအဲ့နီယိုအေဗန်နားထောင်အဲ့လို vibe လေးကြိုက်အဲ့လို rap ကိုအဲ့လိုစားသားသုံးတာလည်းကြိုက်ဆိုဟုတ်ပြီးရင်ဟို223တို့လည်းကြိုက်yesဟုတ်223တစ်တယ်ညာတစ်လားအမှန်တိုင်းပြောရင်သူတို့မျိုးစားသူတို့ music ဘယ်လိုလုပ်လဲတော့ပါတော့ပြီးသူတို့နားထောင်နေဟာကျွန်တော်တို့နားမထောင်နိုင်ဘူးလေဒီအဲ့တူအရန်တစ်တယ်ပဲတဲ့ကလေးဖြစ်တော့ music တွေအရန်စူရာတွေလည်းပါမှာစူရာပြီးကွာသူကစူရာပြီးအဲ့လိုသူဆိုလိုက်လူနာမလဲဖို့လွယ်တကူမရှိပေမဲ့ကွာလို့တေးသေးချာချာအဲ့စာသားကြီးလိုက်နားထောင်ဟိုစဉ်းစားဟိုလိုက်ဖက်ကြည့်ရင်အဲ့လိုအမှန်တည်းဆိုတာအဲ့လိုမိဘစကားနားထောင်ဖို့လို့ကြိုးစားဖို့လို့တဲ့ပါသူ struggle လုပ်တဲ့ပုံအဲ့လိုအကြောင်းရတယ်သူတို့အဲ့လိုတော့ရှုပ်ထွေးစီပဲဟိုဆက်နေတဲ့ဆိုပါလို့လားလူတွေတာဟုတ်တယ်မိုက်တော့မိုက်ပြီးတော့သူတို့ဟာဗျာခုနအကိုပြောလို့ပဲတေချာနားထောင်ရင်အဲ့လိုမျိုးသူတို့တချင်းဆိုလိုရင်းလေးပဲကိုနားလဲဗျာဒါမှမဟုတ်အကိုအပေါ်ရန်နားထောင်ရင်တော့ live ပေါင်းစီလို့ရသူတို့ဒီအဲ့ဝေးအဲ့လိုပြီးတယ်နဲ့သိရမှာအဲ့လိုမျိုးပြီးတော့ဒီဘက်ခေတ်မှာproduction show production လူငယ် production စောင်းကောင်းတဲ့ကောင်လူတွေလည်းအများကြီးပေါ်လာတယ်လို့ကွာအဲ့လိုအစစ်အမှန်တွေနဲ့ marketing ဖောက်ရမယ်ဆိုတော့လေသူတို့အဲ့လိုလူငယ်တွေဖြစ်တော့ပို့ပြီးတော့အရင်ကောင်တွေရန် production တွေတက်အများကြီးနားတယ်တဲ့မှာအဲ့တော့ air quality ကိုထည့်လာတော့လေစောင်းကြိုက်အခုဆိုလေအခုပေါ်ပါတယ်ကျွန်တော်အကောင့်ထဲမှာလည်းအဲ့လိုမျိုး production ရလူတွေဗျာဒီ videographer တို့ cameraman တွေမိုက်တယ်ဗျာလူငယ်ရိုက်တာတွေကျွန်တော်ထက်ငယ်ပါဟိုဒီကဟိုအကြောင်းလည်းပါတယ်ဗျာအဲ့ဒီခုနကပြောလို့ပြောချင်မလားရောက်သွားပြီကိချင်နေရတည်မလားအရင်ကလို့အိမ်မှာပဲထိုင်စားဒီမျိုးလို့ဆိုထိုင်စားနေလို့မရတော့ဘူးတည်မလားကိုတိုင်းဝင်ကျုံးမှာပဲရတော့ပါဆိုတော့အဲ့လိုလှုပ်ထွက်လှုပ်တာအကြောင်းလည်းပါပဲဖြစ်တယ်အဲ့အတွက်တွေလည်းချိန်ပေးရတယ်ချင်းဆုံးအရာကကမ်သွားကြတယ်အဲ့လိုစက်ဘိတ်ဟောင်းနိုင်ငံမှာဆိုစက်ဘိတ်နဲ့ကြိုက်သေးဦးလောက်ထိသွားပြီးတော့အဲ့လိုတညအိနှစ်ညအိနေကြရှယ်ပဲနော်ဟုတ်ပါစက်ဘိတ်နေအစီလေးနင်းသွားလိုက်လမ်းမှာကျတော့လင်းလိုက်လင်းသွားလိုက်လင်းလိုက်နင်းလေးလေးပေါ့လင်းလေးပေါ့နင်းဖြစ်သွားလင်းရောက်သွားလင်းပြီးတော့ရောက်သွားပါနော်အဲ့လိုလေးဖြစ်ချင်တာဟုတ်တယ်စပိန်နဲ့ခကြီးသွားတာမိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးလေးဟိုခကြီးသွားခဲ့နီးဆိုရင်တော့စပိန်နိုင်သွားပြီးတော့တာယာဖာနီးပါတော့တခြားဟိုလောက်အောင်မရဘူးလေတင်းနေမျိုးတက်လို့ရပါတယ်ဟုတ်တယ်YouTube ကြည့်လိုက်ရင်ဟာဒီနော်နေမအခုကျွန်တော်တို့ရန်ကုန်မှာမဟုတ်ဘူးဆိုရင်တော့ YouTube ပဲကြည့်ရမှာပေါ့ပေါ်လာစီခြင်းနဲ့ artist တွေအများကြီးပဲပါနော်အောင်ရဲဆိုလည်းစိုးစီခြင်းသေးရဲ့နားထောင်ခြင်းသေးရဲ့
ပဲ BNB လို့ရော ဟုတ်တယ် သူ့ border ထဲမှာလည်းဆိုလို့ဇာကြီးဆိုရအောင်လည်းရှိတယ်အကောင်လည်းလက်အကောင်ဟာကြီးလည်းနားထောင်တယ်ညာကြီးပဲငါ့နိုင်ငံမှာညာကြီးပဲတကယ်တမ်းထွက်လာရင် ဟုတ်တယ် ခံစားရအောင်မှာညာကြီးပဲအဲ့ဒါကြီးကိုဤဝခံစားတော့ကျင်တယ်ပေါ့ဟုတ်တယ်ဟိုအလေးရောဘာပြောမလဲဟို BNB ခုန BNB ဆိုလဲဟို Evan ထွက်တော့မှာဗျာအခုသူတို့နောက် Evan တခုထွက်တော့မှာဆိုတော့နားထောင်နေတဲ့လူတွေဆရာကြီးလည်းလှုပ်နေတယ်ဆိုတော့ခဏလောက်ပါပဲနားထောင်လို့ရပါတယ်တော့ဟိုအလေးဟိုကျွန်တော်အခုနားထောင်မြင်နေတဲ့ချင်းတွေက jazz တို့အဲ့လိုမျိုး blue တို့တွေပုံစံမျိုးတွေတော့ကိုယ်တော်မှနေကင်းကပြောလိုက်သေးတယ်ဟိုဆိုလို့ဆိုနေမှမသိဘူးပါညာဒီပိုဖြစ်လာအတက်ရွယ်ကြီးလာလေလို့ဒီပိုပြတဲ့ဘက်ကိုသွားငင်းကြတဲ့ဟာပေါ့ဒီစီနိုင်ပါဟုတ်တယ် podcast ကကျွန်တော်အခုကျွန်တော် podcast မှာခေါ်ဖို့စဉ်းစားနေတဲ့လူတွေကပြောမယ်ကျွန်တော် community တွေကလူတွေရယ်ပြီးတော့ဒီအတကူကူလုံးနေတဲ့လူပေါ့ဗျာလို့ပြီးပေါဖြစ်ဖြစ်ကိုင်နေရဖြစ် graphic designer ဖြစ်စီစဉ်နေတဲ့အများကြီးလူပဲကွာဒါကြီးကပြောရင်ကိတ်သမားဟုတ်တယ်လူစီစဉ်နေအများကြီးလူ promoter များများပေါ်လာမှာပဲဒီ artist တွေရဲ့ marketing စီးပွားရေးနဲ့ဆို marketing အကွက်တွေပေါ်လာမှာပါဒါ marketing လုပ်ပေးရဟုတ်ဗျာ background မရှိဘဲနဲ့လုံနေတဲ့လူကဒီ hip hop ထဲမှာပဲဖြစ်ဒီ art နဲ့ပတ်သက်ဒီဝိညာဉ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ့ဒီနေ့ခေတ်ကြီးမှာကွာဒီနေ့ခေတ်ကြီးမှာ background ရှိရင်တော့အရှိကိုရောက်တာပေါ့ဒါပေမဲ့လေဒီနေ့ခေတ်ကြီးက background မရှိလဲ digital ပေါ်ကအထွာမချာသုံးနေတဲ့ platform ဖြစ်နေအောင်digital ပေါ်လာရောက်သွားတည်ရမှာကြိုက်တဲ့လူကလုပ်ပေးခြင်းတဲ့လူကလာမှာရောက်လာကိုမှ quality ဟုတ်တယ်ဒီနေ့ခေတ်ကအာသာချက်အနေချက်ကအများကြီး just စင်အာသာချက်လေးတစ်ခုဟုတ်တယ်အလုံးမှာအနေချက်နေတော့ပေါ့ဟုတ်တယ်ဟိုအဲ့လိုပဲဗျာအခုခုနပြောလို့မျိုး platform တွေများလာတော့ဟိုဘယ်သူတင်များနာမည်ကြီးဖို့အဆင်ပြေသိမလားဒါပေမဲ့ဟို low profile နေတဲ့ artist တွေကြတော့အဆင်မပြေတော့ဗျာနောက်ပိုင်းပို့ဆိုးလာမယ်ကျွန်တော်ထင်ရတယ်ဒီ online ကထင်တယ်ကောင်းသွားပြီဟိုကျွန်တော်ထင်တာပါအဲ့ဒီ low profile နေတဲ့လူတွေကနောက်ပိုင်းပိုတိုင်ပတ်လာမယ်နဲ့တူတယ်လို့ digital platform ဟုတ်တယ် digital platform မှာဗျာ low profile နေတဲ့လူတွေကနောက်ပိုင်းမှာနည်းနည်းအခက်တွေ့လာမှာလို့သိရမှာနော်အေးပေါ့ low profile ဖြစ်နေအခက်တွေ့လိမ့်မယ်သူကတကူတည်းပေါ်မှမပေါ်စင်တာဒါပေမဲ့ကိုရတာလို့အပြင်ကနေပြီးတော့တပ်ပါတီမြင်နေတဲ့လူရတာဒါဖြစ်တဲ့မြင်နေရတဲ့အမြင်တစ်ခုပဲရှိရပါသူ့ရဲ့ဟာမပေါ်ကျင်တာလည်းသူရှိတယ်သူကသူဝါသနာရဖြစ်ပြီးရဟုတ်တယ်ကျွန်တော်အခုတခုပြောမလို့ကျွန်တော်တို့28ရက်နေ့လောက်လာနော်ဒီနေ့ရှိမဟုတ်ပါဘူးကြော်ပါပြီဟုတ်တယ်မနေ့ကကျွန်တော်တို့ခဏလေးနော်မနေ့ကကျွန်တော်တို့ကောင်းငင်မှာဂျိုတန်းနဲ့ဟာဗျာမနေ့ကကြည့်လို့ရတယ်ဗျာဂျိုကိုလုံးတန်းဟုတ်တယ်မနေ့ကဂျိုကိုလုံးအဲ့လိုကြီးတန်းတော့မဟုတ်ပါဘူးသူတို့လဲနေတဲ့ဟာတွေကဗျာသိမလားကိုရဲ့တမိုင်းဆက်ကွင်းနဲ့ကိုလဲနေကြတဲ့ဟာသွားပြီးတစ်ထက်တည်းသွားကြတဲ့အချိန်ပေါ့အဲ့တစ်ထက်တည်းသွားကြတဲ့အချိန်တချမ်းတည်းကိုရောက်နေလို့အဲ့လိုတစ်ထက်တည်းကြတော့မဟုတ်
တချမ်းထဲကိုသွားရောက်နေရဗျကဘာကြီးလို့ရှိရင်တချမ်းထဲမှာအကုန်လုံးကိုမြင်ရတယ်အဲ့ဒါကိုဆိုလိုရတယ်အဲ့ဒါကိုမသိဘူးတချို့လူတွေကတန်းနေရဆိုမသိအကုန်လုံးဒဲကြီးအဲ့လိုကြီးတန်းနေတယ်ဗျငယ်တော့အဲ့ဂျိုကိုလုံးတန်းပြီးပင်လေတွေကနေပြီးမိစ္ဆာတွေထွက်လာတာဘာကတော့ဟာဂျူလီကတော့ဟာဂျူလီကတော့နေမှာပါဟာဂျူလီကအာယောပါဒီစီအာယောပြီးတော့ဂျိုကိုလုံးကအဲ့အချိန်မှာတန်းတော့မိစ္ဆာပါဂျိုကိုလုံးတန်းတဲ့အချိန်မှာပင်လေတွေကနေအဲ့လိုမကောင်းဆိုးကအဲ့လိုမီးရည်လေး9កောင်လား4កောင်လားမသိဘူးအဲ့လိုပေါ်လာတာတဘာဝကဆူကြီးဒီပေါ်လာတဲ့ထားပါအဲ့ချိန်မှာဟာဂျူလီကဂီကတော့ရစားအဲ့ကတော့ကြည့်ဟာဂျူလီကျွန်တော်ငယ်တော့ကြည့်တယ်ကာတွန်းကပြောတာမလားဟုတ်တယ်ကာတွန်းကမိုက်တယ်ကျွန်တော်ဟိုနေ့ကအဲ့လိုဒီချိန်မှာဗျာပျော်ကျွန်တော်ဆိုဗာကြည့်ပြတယ်ဆိုပျော်တဲ့ဟာကြည့်ပဲအဲ့ဟိုကာတွန်းကဆိုရင်ယုံပန်နီသိမလားကိုယုံပန်နီတို့ပါလုံးလင်းကျွန်းဆိုတာယုံပန်နီတို့ဒေါ်နယ်ဒိုက်တို့ဟို musical ကာတွန်းတွေဘူးငါပူကြည့်ပြတာ musical ကာတွန်းကြည့်ပြတယ်ဟိုကစင်1 2လို့ပြီးတော့မိုဝါနာပြီးကွာအဲ့ဟိုဟာရှိသေးတယ်ကွာဗာလေဂီတာတီးရဲ့ယူကောင်းနဲ့ကတီးသွားတယ်ကွာအဲ့ကောင်လေးကဂီတာတီးကျွမ်းလာတယ်တီးယူကြောက်ပုံစံနဲ့အဲ့ကတုံးလို့အဲ့ဆောင်းမိုင်းနော်အခုကဟို musical ဟုတ်တယ်လို့တော်ကြည့်တာ music အဲ့ကာတွန်းတွေကပါလို့စိတ်ပျော်မှုပေးတယ်လို့ခံတာပြီးစိတ်ပေါ်ပါသွားတယ်စိတ်ပေါ်ပါဟုတ်ကျွန်တော်တို့အဲ့လိုစိတ်ပေါ်ပါသွားတဲ့ကားဆိုရင်ဘယ်ချိန်ကြည့်မယိုးတာဟုံးလုံးဗျဟုံးလုံးကြည့်လိုက်အဲ့လိုမသိဘူးဗျတခုကျွန်တော်မှဆောင်းကျွန်တော်ဘာဖြစ်လဲဆောင်းအေးချမ်းတယ်ကျွန်တော်တက်တယ်ဟုံးလုံးကြည့်လိုက်လို့ရှိရင်ဟုတ်လုံးခိုက်တယ်ပြီးတော့ Harry Potter ပေါ့ဗျာအကျဉ်းဆုံးတော့ Harry Potter ဟုတ်တယ် Harry Potter လည်းအဲ့လိုမျိုးစိတ်ကိုငြိမ်းချမ်းမှုပြီးရဲ့မှုမျိုးရခံစားမှုမျိုးရအဲ့ကောက်ကြည့်လိုက်နော် Harry Potter ကြောက်တော့ဗျာအဲ့လိုမျိုးဟိုဘယ်လိုHarry Potter ကြောက်တော့အဲ့လိုမျိုးရုပ်ရှင်ကြည့်လို့ရှိရင်လည်းအိမ်နဲ့အမှုကအဲ့လိုပုံစံမျိုးဖြစ်သွားသေးတာခက်မောင်လေးနဲ့အိမ်ကိုစိမ့်လေးဖွင့်ပြီးတော့အဲ့လိုHarry Potterကြည့်ရပုံမှန်အဲ့ director တွေရိုက်ကူးရေးတွေစောင်းအဲ့လိုလေးစားအဲ့လိုမျိုး fight ကြီးတွေစီနော်လူတွေကိုအဲ့လောက်ထိတွန်းမှုဖြစ်အောင်ရိုက်နိုင်တာလူတွေအဲ့ဒါနဲ့တွေးပြီးတော့ရှီလိုက်ငူလိုက်ပြီးတော့ကြံခဲ့ကြမြန်မာကားတွေထဲမှာဆိုရင်ရောဘယ်ကားရှိမြန်မာကားမှာဆိုရင်စိတ်ကျေနပ်မှုကားတွေမှာဆိုရင်ကျွန်တော်အကူရိုက်တဲ့ကားပေါ့အကူရိုက်တဲ့ကားကြီးကြိုက်တယ်ဒီအကူရိုက်တဲ့ကားဘာကားလဲအကူရိုက်တဲ့ကားလေအကူရိုက်တဲ့မြန်မာကားဘာကားလဲမရှိဘူးလေမြန်မာကားကျွန်တော်ကြိုက်တာဆိုတော့အဲ့လိုဟာတာကားတွေဘာဖြစ်ဆိုပြီးမြန်မာကားတွေထဲမှာတကယ် story ခိုင်နေတဲ့ကားတွေမကြည့်ဘူးသေးဘူးလားဥပမာတကြံမိုးကြည့်ဘူးလားကြည့်ရဟိုကျွန်တော်တကြံမိုးကြည့်ဘူးပဲတကြံမိုးကြည့်ရအဲ့လိုမျိုးအဲ့လိုဒီမကြိုက်ဘူးကျွန်တော်မြန်မာကားတွေကျွန်တော်မြန်မာကားမှာဟိုဖြစ်တာဆိုလို့လျှို့ဝှက်တော်နှင်းနေပါအဲဆောင်းအဖြူမဲခက်ကရှိလားအဖြူမဲခက်ကငင်းကြိုက်တဲ့နေမှာအဖြူမဲခက်ကတော့မရှိဘူးအဖြူမဲခက်ကဖြူမဲခက်ပါဆိုရင်ဟိုကားကြည့်ဟိုမဖြစ်တာဘယ်သူပြိုင်လို့လှပါတော့လားအဲ့ကားကြီးကစောက်ရမ်းကြံဘယ်သူပြိုင်လို့လှပါတော့လားအဲ့ဒါပညာရေးအဲ့လိုမျိုးကပညာရေးကားပေါ့ကွာအဲ့လိုပညာရေးကားဆိုတော့သူ story ရကွာအထက်မှာအဆုံးပါတယ်ကွာအဆုံးပါပြီးတော့အဲ့လိုလူစိတ်ကြည်တဲ့မှုတစ်ခုပေးသေးရဲ့မှုမျိုးရအဲ့အောင်မှမြန်မာမှုတော့ကွာအဲ့ဆိုကျွန်တော်တို့နားလိုက်တော့မယ်ဒီ episode ကျေးဇူးအများကြီးတင်ပါတယ်။ဒါကြိုင်းပြီးတဲ့ကိုကျော်ဆိုထပ်ပြီးပြန်တယ်။အော်ဒီနေ့ရလား။ Okay. တဒါ